안녕하세요, 여러분. 디니아로 주마루 장이 번호 마존 장 사분의 예클리 메디아니네 플럭리 예리 바이신. 아시야 되던가 니니 알람 잡이네 번호 디니 장 사분의 예디 마베 니니야 예니우 짜라니야 봐. 다로 주마루 장이 나오기까니 비오마 주마의 사등엔 시리니아시 또아니야 봐. ဖြစ်ချင်တော့ကျမကလည်းအဲ့ဒီကနောက်ကျတာနဲ့တဲတန်သွားနေရတဲ့နေထားပေါ့နော်။ဒါကတော့တန်းထဲမှာ break ခဏပြီးတဲ့ချိန်ရှောက်ရိပ်ပေါ့ရှင်။ဒါကတော့မနေ့က3နာရီအတန်းတစ်ချိန်တက်ပြီးတော့နေ့လည်စာစားဖို့သွားနေတာပါရှင်။ဟုတ်ချိုခါကြ။ဒီမင်းစားဖို့သွားတဲ့လမ်းမှာနှင်းနေရအရန်ကြပြီးလှနေတာမို့ကျမဗီဒီယိုလေးခဏရိုက်လိုက်တယ်ပေါ့ရှင်။ဒါကတော့ကျမရဲ့ full ပိုင်းတငယ်ချင်းပါ။ကျမကဒီကိုရီးယားတက္ကသိုလ်မှာမာစတာတက်နေရဆိုတော့ဒီအဆောက်အုံကကျမတို့မာစတာကျောင်းသူကျောင်းသားတွေအတွက်အဆောက်အုံပါ။ဝါတဲပါကြီးအောင်အခုမြင်နေရတဲ့ငှက်ကလေးကတော့ကျမတို့ကျောင်းရဲ့ mascot ကျောင်းသင်္ကေတအယုတ်လေးပါ။ကျောင်းစားတက်တဲ့ရက်မှာပဲနှင်းတွေတဖွေးဖွေးနဲ့မြင်နေရတော့အရန်ကိုပျော်နေကြတာပေါ့ရှင်။ဒါကတော့ကျောင်းမှာ6500နဲ့ဘူဖေးစားလို့ရတဲ့ menu တွေပါ။ကျောင်းမှာ6500နဲ့စားလို့ရတဲ့ဘူဖေးကတစ်နေ့ကို2မျိုးရှိပြီးတော့မှ menu တွေကလည်းတစ်နေ့နဲ့တစ်နေ့မတူပါဘူး။ဒါလေးကတော့ဒီနေ့ကျမတို့ရွေးလိုက်တဲ့ဘူဖေးလေးပါ။အများကြီးမစားနိုင်တော့နည်းနည်းပဲယူလာ။တော့မစားခင်တငယ်ချင်းနဲ့ပေါ့နော်အရင်ဆုံးဗီဒီယိုရိုက်ပြီးရင်တော့အာလူဖုတ်လိုက်စားလိုက်ပေါ့ရှင်ဗီဒီယိုလုံးနေမှာပြန်တွေ့မိတာအင်ကြီးမှလည်းဘယ်ကနေပြီးလာတဲ့အစွန်းနေလည်းမသိဘူးပြီးနေတာအခုမှတွေ့ဒါကတော့ကျမတို့နှစ်ယောက်ရဲ့ mukbang မှာစားလိုက်စကားပြောလိုက်စားလိုက်နဲ့ mukbang ရိုက်နေကြတာပါတငယ်ချင်းကမနေ့စာစားလာတဲ့အကြောင်းပြောနေတာပါကျမကတော့မနေ့အတန်းမိဖို့တောင်ပါဘောနော်မရဲထားလာတဲ့လူတွေဆိုတော့အရင်နေ amazing ဖြစ်ပြီးတော့မေးနေတာပါသူများတွေတော့မသိပြီမဲ့ကျမတော့ကိုရီးယားရောက်ကလေးကမနေ့နဲ့ညနေလွဲနေလို့ပေါ့နော်မနေ့ပြန်ညှိနေရတာဆိုတော့မနေ့ကမနေ့ကုံယုံထနေရတဲ့အနေထားပေါ့ရှင်professor ပြောတဲ့ဒီအတန်းအကြောင်းတွေကိုပြန်ပြောရင်းနဲ့အားလုံးဖုန်နေကြတာပါစားလို့ပြီးလဲပြီးတော့ကျောင်းကနေပြီးတော့မှလုံနေတဲ့ဒီပွဲဒီမှာဝင်စော့ပေါ့နော်ကျောင်းမှာလုပ်တဲ့ပြဆက်ကို discount နဲ့ရချင်တယ်ဆိုလို့ရှိရင်ဒီမှာဝင်ပြီးတော့မှပါဝင်ပြီးတော့မှလုပ်တယ်ဆိုလို့ရှိရင်တော့ discount ရရပါတယ်အဲ့တော့ကြောင့်မလို့ဝင်ပြီးတော့စော့နေရပါတူတူတော့မဟုတ်ပါဘူးဒီတိုင်းပဲ sticker လေးကပ်ပြီးတော့ဖုန်းနံပါတ်လေးရေးခဲ့တယ်ဆိုလို့ရှိရင်တော့ discount ရပါပြီအခုတော့စားလို့တောက်လို့လေးပြီးပြီဆိုတော့ပေါ့နော်ကျမတို့နောက်တနေရာမှာအတန်းတက်ဖို့အတွက်သွားနေတာပါရှင်အတန်းပြီးတော့ကျမတို့တူတူစုပြီးတော့ပေါ့နော်ညစာစားကြပါလေညစာကိုဖီဇာစားလိုက်တယ်ပေါ့ရှင်ဖီဇာစားပြီးတော့ကျမတို့ရဲ့ဆရာမနဲ့တွေ့ပြီးတော့မှထပ်ပြီးတော့အာလူထပ်ဖုတ်ပါတယ်ကျမတို့ကစကားမပြောရမနေနိုင်အုပ်စုဆိုတော့စကားကတော့အရန်ပြောပေါ့ရှင်အလုံးနဲ့ပဲကျမတို့ပျော်ပျော်ရွှင်ရွှင်နဲ့ညစာစားပြီးတဲ့အချိန်မှာတော့ကျမတို့ရဲ့တနေ့တာကိုပျော်ပျော်ရွှင်ရွှင်နဲ့ကုန်ဆုံးခဲ့ပါတယ်ကျမရဲ့ပထမဆုံးကြောင်းတက်တဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက် vlog ဒီမှာထပ်တွေ့ကြပါမယ်ရှင်တတာ